န်သူတွေရဲ့နယ်မြေထဲမှာစိန်ခေါ်မှုတွေကဘယ်အချိန်ပဲလာအစင်သိရှိနေရမယ်အခုလေတနက်နှစ်လက်ကိုအသင့်ပြင်ပြီးကားပေါ်ကနေသူတတိရှိဆင်းလာခဲ့ပြီးရှေ့ကနေဆိုင်ကယ်နဲ့အချိန်ပြင်းပြင်းမောင်းနှင်လာတဲ့ရန်သူလူယုံတော်ဒါပေမဲ့သူကတော့လုံးဝတုံ့လှုပ်ခြင်းမရှိပဲတနက်နှစ်လက်နဲ့အသေးချချိန်ရွယ်လိုက်တဲ့တနက်တန်တွေတုံးနဲ့ဆက်တိုက်ထွက်ပေါ်လာပြီးဆိုင်ကယ်သမားဟာမီးဟုံတောက်ကလဲကျသွားခဲ့ရပြီးပတ်ဝန်းကျင်တစ်ခုလုံးမီးခိုးတွေဖုံမုံတွေနဲ့ဖုံးလွှမ်းသွားပေမဲ့သူ့ရဲ့တည်ငြိမ်မှုကတော့ပြမသွားဘူးစတိုင်ကြနဲ့နေကာမျက်မှန်ကိုပြန်တက်သူ့ရဲ့ကားမဲရောင်ကြီးပေါ်ကိုပြန်တက်ပြီးဒီနေရာကနေအေးစစ်စစ်ပဲထွက်ခွာသွားခဲ့တယ်ရန်သူတွေဘလောက်ပဲလိုက်လံနှောက်ယှက်ပါစေသူ့ကိုတော့တားဆီးနိုင်မှာမဟုတ်ဘူးတစ်ဖက်မှာတော့ကာကွယ်ရေးတပ်စခန်းတစ်ခုလှုပ်ဝက်ချေရခံစနစ်ကနေတဆင့်စီကနာရဲ့တီနေရာကိုရန်သူတွေသိရှိသွားခဲ့ပြီးစခန်းထဲမှာဖမ်းဆီးချုပ်နှောင်ခံထားရတဲ့တုံးပန်းတယောက်သူ့ကိုရန်သူစစ်သားတွေကနှိပ်စက်ညှဉ်းပန်းမှုစူးစမ်းနေကြတယ်ခေါင်းမှာဆွတ်ထားတဲ့အိမ်မဲကိုဆွဲချုပ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ကောင်းစီကနာရဲ့ဒဏ်ရာတွေနဲ့မျက်နှာကိုမြင်တွေ့လိုက်ရပါတယ်ရန်သူခေါင်းဆောင်ဟာရဟတ်ရင်နာမှာရရင်စခန်းထဲကစစ်သားစီကနေဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့တယ်။သူ့ကိုအခုချက်ချင်းအပြတ်ရှင်းလိုက်ရမလားလို့စစ်သားကမေးမြန်းတဲ့အခါရန်သူခေါင်းဆောင်ကဟင်းသူ့ကိုအသက်ရှင်ပေးထားလိုက်ပါဦးမင်းအတွက်ကျန်တဲ့ပတ်စံတွေကိုငါပေးလိုက်မယ်လို့အမိန့်ပေးလိုက်တယ်။ဒီစကားကိုကြားလိုက်ရတဲ့စီကန်နာဟာလှောင်ပြုံးတစ်ခုနဲ့အတူအေးဆေးစွာပဲတုံ့ပြန်လိုက်တယ်။ဖျားသခင်စောင့်ရှောက်ထားတဲ့သူကိုဘယ်သူမှတတ်လို့မရဘူးလို့သူကဆိုတဲ့ရန်သူတွေတတိမထားမိတဲ့အချိန်မှာပဲသူ့ရဲ့လက်ထိပ်တွေကိုဖြုတ်ပစ်ပြီးစခန်းတစ်ခုလုံးပျက်စီးသွားအောင်ရုတ်တရက်တိုက်ခိုက်ပါတော့တယ်။သူ့ကိုဖမ်းဆီးထားတဲ့စစ်သားတွေကိုအလှည့်ကျခြေကန်ချက်တွေလက်တီးချက်တွေနဲ့တယောက်ပြီးတယောက်အလဲထိုးပစ်လိုက်ပြီးရန်သူလက်ထဲကဖုန်းကိုလူယူပြီးသူ့အပြင်ကလူယုံတော်စီကိုပြန်လဲဖုန်းခေါ်ဆိုလိုက်တယ်ဖုန်းတစ်ဖက်ကနေဘာတွေဖြစ်နေတာလဲလို့စိတ်ပူတကြီးမေးမြန်းတဲ့အခါစီကန်နာကငါပြောဘူးတယ်မလားဖះသခင်စောက်ရှောက်ထားတဲ့သူကိုဘယ်သူမှတတ်လို့မရဘူးဆိုတာအခုငါသူတို့ကိုသင်ခန်းစာပေးနေပြီလို့ယုံကြည်ချက်အပြည့်နဲ့ပြန်ပြောလိုက်တယ်အခုတော့စစ်စခန်းတစ်ခုလုံးရုံးရင်ဆန်ခတ်တွေဖြစ်ကုန်ပြီးစီကန်နာဟာတနက်တလက်ကိုကောက်ကင်ပြီးရန်သူတပ်သားတွေကိုရဲရဲဝံ့ဝံ့ပြန်လဲခုခံတိုက်ခိုက်နေပါတယ်။ကောင်းကင်ရန်ကနေကြည့်ရင်စခန်းတစ်ခုလုံးတနက်တန်တွေပောက်ကွဲတန်တွေနဲ့ဆူညံနေပြီးသူရဲကောင်းတယောက်ရဲ့စွမ်းမကားနဲ့ရန်သူတွေကိုတဆစီချေမုန်းနေတဲ့မြင်ကွင်းပဲဖြစ်ပါတော့တယ်။သူရဲကောင်းစီကန်နာရဲ့တော်လန်တိုက်ခိုက်မှုဟာရန်သူစခန်းတစ်ခုလုံးကိုရုံးရင်ဆန်ခတ်ဖြစ်သွားစေခဲ့ပါပြီ။သူဟာစခန်းရဲ့ကင်းမြော်စင်ပေါ်ကနေပြစ်ခတ်နေတဲ့ရန်သူစစ်သားကိုမြေပြင်ကနေအမိရပြန်လဲချိန်ရွယ်ပြီးအသေးချာပြစ်ခတ်လိုက်ပါတယ်။တနက်ချက်တက်မှန်သွားတဲ့ရန်သူစစ်သားဟာကင်းမြော်စင်ပေါ်ကနေမြေပြင်ပေါ်ကိုအရှိန်ပြင်းပြင်းနဲ့လိမ့်ဆင်းကျလာခဲ့ရပြီးဒီနောက်မှာတော့သူဟာရှေ့ကနေဆိုင်ကယ်နဲ့ဝင်ရောက်လာတဲ့ရန်သူတပ်သားတအူးကိုကားကွယ်ကနေထွက်ပြီးတနက်နဲ့အတိအကျထပ်မံပစ်ခတ်ချေမှုန်းလိုက်ပြန်ပါတယ်ရန်သူတွေဟာသူ့ကိုဝိုင်းဝန်းဖမ်းဆီးဖို့ကြိုးစားနေကြပေမဲ့စီကန်နာရဲ့လင်မြန်ဖြက်လက်မှုနဲ့တတိကိုတော့ဘလို့မှမရှင်းနိုင်ကြပါဘူးသူဟာဆိုင်ကယ်တစ်စီးကိုလူယူပြီးစခန်းထဲကနေရဲရဲဝံ့ဝံ့မောင်းထွက်လာခဲ့ပါတယ်စခန်းထဲကရန်သူစစ်သားတွေအားလုံးတောင်းဖြားနဲ့ဆိုင်ကယ်တွေကားတွေပေါ်တက်ပြီးသူ့နောက်ကိုအပြင်းထန်လိုက်လံဖမ်းဆီးပါတော့တဲ့တောအုပ်ကြီးထဲမှာအရှိန်အဟုန်ပြင်းတဲ့ဆိုင်ကယ်မောင်းနှင်မှုတွေလိုက်လံမှုတွေနဲ့အတူရင်သက်ရှုမောခွဲစိန်ခေါ်မှုတွေစတင်နေပါပြီရန်သူတွေဟာတော်လန်အတိုင်းကားတွေဆိုင်ကယ်တွေနဲ့စီကနာနောက်ကိုမလွတ်တမ်းလိုက်နေကြတယ်သူ့ကိုမလွတ်စေနဲ့အမိဖန်းဆိုပြီးရန်သူကောင်းဆောင်တွေကဝေါ်ကီတိုကီကနေတဆင့်အမိတ်တွေတွတ်ပေးနေကြပါတယ်ဒါပေမဲ့စီကန်နာကတော့တော်လန်ကျန်းတွေတစ်လုံးတွေကြားထဲမှာဆိုင်ကယ်ကိုကျွမ်းကျင်လိမ္မာစွာနဲ့ပဲအကွေးကောက်တွေကြားမောင်းနှင်ပြီးရန်သူတွေကိုမျက်ခြေဖြတ်ဖို့ကြိုးစားနေပါတယ်စစ်သားတွေကလည်းလက်နက်ကြီးတွေနဲ့ကားပေါ်ကနေလှမ်းပြီးတရက်ဆက်ပစ်ခတ်နေကြပါတယ်တနက်ကြီးစံတွေဟာဘေးနားကတစ်ပင်တွေကိုထိမှန်ပြီးဖုံမုံတွေဟုံတောက်နေပေမဲ့စီကနာစီကိုတော့မတိနိုင်ပါဘူးသူဟာရှေ့မှာရှိတဲ့မြစ်ကမ်းနားကရွာငယ်လေးတစ်ခုစီကိုဥတီမောင်းနေလာခဲ့တဲ့ရန်သူတွေကလည်းကက်လျက်ကိုလိုက်ပါလာပြီးလုံးဝအရှုံးမပေးတဲ့ပုံစံပါပဲဒီအချိန်မှာပဲအသက်ရှူမလောက်เสียခန်းတစ်ခုရောက်လာခဲ့ပါပြီစီကန်နာဟာမြစ်ကမ်းနားကအိမ်ခေါင်မိုးပေါ်ကိုဆိုင်ကယ်နဲ့အရှိန်ပြင်းပြင်းပြန်တက်ပြီးတစ်ဖက်ကမ်းကိုဖျက်ကျော်ဖို့ကြိုးစားလိုက်ပါတယ်ဒါပေမဲ့ရန်သူတွေရဲ့ပြစ်ခတ်မှုကြောင့်အိမ်ခေါင်မိုးဟာမီးဟုံတောက်ပြီးပောက်ကွဲသွားခဲ့ရပါတယ်ဒီလိုပောက်ကွဲမှုကြီးကြားထဲကနေပဲသူဟာဆိုင်ကယ်နဲ့အတူဘေးကင်းရာကိုကတ်တီလေးလွတ်မြောက်သွားခဲ့ပါတယ်ရန်သူတွေဟာကားကြီးတွေနဲ့ကုန်းမြင့်ပေါ်ကနေအရှိန်နဲ့ခုန်ဆင်းပြီးသူ့နောက်ကိုတောနက်ထဲထိဇွဲကောင်းကောင်းနဲ့ဆက်လက်လိုက်လံနေကြဆဲပါစီကန်နာနဲ့ရန်သူတွေရဲ့အသေးလဲလိုက်တန်းပြေးတဲ့အရှင်ကွက်တွေဟာပုံမူပြင်းထန်လာပြီးဘသူကအနိုင်ရရှိသွားမလဲဆိုတာရင်ခုန်စွာနဲ့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်စီကန်နာရဲ့နောက်ကနေရန်သူတွေဟာကားတွေဆိုင်ကယ်တွေနဲ့တရားဆက်လိုက်လံပိတ်ဆို့နေကြတော့မှပဲရှေ့မှာလဲရန်သူတွေကတစ်လုံးတွေနဲ့လမ်းကိုပိတ်ဆို့ထားပြီးဘေးပတ်လည်မှာတနက်သမားတွေနေရာယူထားကြတယ်ဒါပေမဲ့စီကန်နာကတော့ဘလို့မှအရှုံးမပေးပဲအရှိန်ဟုန်ပြင်းပြင်းနဲ့ပဲရှေ့ကိုဆက်လက်မောင်းနှင်လာခဲ့ပါတယ်ရန်သူစစ်သားတွေဟာတစ်လုံးတွေကြားထဲကနေတနက်တွေနဲ့တရားဆက်ပစ်ခတ်နေကြပြီးကားကြီးတွေကလည်းသူ့နောက်ကိုကက်လျက်လိုက်ပါလာပါတယ်စီကန်နာဟာလမ်းခွဲတွေလမ်းကျန်းတွေကြားထဲမှာဆိုင်ကယ်ကိုကျွမ်းကျင်စွာကွေးဝိုက်မောင်းနေရင်ရန်သူတွေရဲ့ပစ်ခတ်မှုတွေကိုပပလေးရှောင်တိန်နေခဲ့ပါတယ်ဒီအချိန်မှာပဲအသက်ရှူမလောက်เสียပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါပြီစီကန်နာဟာရှေ့မှာရှိတဲ့တစ်လုံးပုံကြီးကိုအရှိန်နဲ့နင်းပြီးကောင်းကင်ရံပေါ်ကိုဆိုင်ကယ်နဲ့အတူပြန်တက်သွားခဲ့ပါတယ်တပြိုင်နက်တည်းမှာပဲရန်သူတွေရဲ့ပစ်ခတ်မှုကြောင့်နောက်ကလိုက်လာတဲ့ရန်သူကားကြီးဟာမီးဟုံတောက်ပြီးအစိတ်အမွှားပောက်ကွဲသွားခဲ့ရပါတယ်
ပြင်းထန်တဲ့ပောက်ကွဲမှုကြီးကြားထဲကနေပဲစီကန်နာဟာဆိုင်ကယ်နဲ့အတူမြေပြင်ပေါ်ကိုဘေးကင်းစွာပြန်လည်ဆင်းသက်နိုင်ခဲ့ပြီးတော်လန်အတိုင်းအရှိန်အဟုန်နဲ့ဆက်လက်မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။ရန်သူတွေကလည်းလက်နက်ကြီးတွေနဲ့ကားပေါ်ကနေလှမ်းပြီးဒုံးကျည်တွေနဲ့ပါတရားဆက်လှမ်းပစ်နေကြပြန်ပါတယ်။ဒုံးကျည်ထိမှန်မှုကြောင့်လမ်းဘေးကတစ်ပင်ကြီးတစ်ပင်ဟာမီးလောင်ပြီးစီကန်နာရှိကိုလဲကျပိတ်ဆို့သွားခဲ့ပါတယ်။ဒါပေမဲ့သူဟာဆိုင်ကယ်ကိုလှည့်ချလိုက်ပြီးတစ်ပင်အောက်ကနေပပလေးရှိုးဝင်ကအံ့ဩစရာကောင်းလောက်အောင်ဖြတ်ကျော်သွားခဲ့ပါတယ်။သူ့ရဲ့နောက်ကလိုက်လာတဲ့ရန်သူကားကတော့တစ်ပင်ကိုမကျော်နိုင်ပဲကုန်းကျော်ပြီးပြန်တက်သွားခဲ့ရပါတယ်။စီကန်နာဟာဆိုင်ကယ်ကိုလမ်းဘေးမှာဆွန့်ပစ်လိုက်ပြီးရှေ့ကနေမောင်းနှင်လာတဲ့ကုန်တင်ကားကြီးတစ်စီးပေါ်ကိုအချိန်ကိုက်လွှားကနေခုန်တက်လိုက်ပါတယ်။ကားမောင်းသူနေရာမှာတော့သူ့ရဲ့ချစ်သူကောင်မလေးကအသင့်ဆောင်ကြိုနေခဲ့တာပါ။စီကန်နာကပြုံးပြီး perfect time လို့ပြောလိုက်တဲ့အခါကောင်မလေးကငါသာမရှိရင်ဘာလုပ်မလဲလို့ပြန်မေးပါတယ်။စီကန်နာကတော့စနောက်ပြီးတခြားတစ်ယောက်ရှိလာမှာပေါ့လို့အေးဆေးပဲပြန်ဖြေလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာကုန်တင်ကားကြီးကိုမောင်းနှင်ပြီးရန်သူကားတွေကိုအရှိန်နဲ့တိုက်ခိုက်ချေမှုန်းပစ်လိုက်ပါတယ်။ရန်သူကားကြီးဟာကုန်တင်ကားနဲ့တိုက်မိပြီးမီးဟုံးဟုံးတောက်ကလမ်းဘေးကိုလွင့်စင်သွားခဲ့ပါပြီ။အခုတော့စီကန်နာနဲ့သူ့ရဲ့ချစ်သူဟာရန်သူတွေရဲ့လက်ထဲကနေဘေးကင်းစွာနဲ့အောင်မြင်စွာထွက်ခွာသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ကုန်တင်ကားကြီးကိုအပြင်းမောင်းနှင်ပြီးရန်သူတွေရဲ့ပိတ်ဆို့မှုကိုကျော်ဖြတ်လာပြီးမှတော့စီကန်နာဟာသူ့ရဲ့ချစ်သူကောင်မလေးကိုစိတ်မကောင်းပါဘူးလို့တောင်းပန်စကားဆိုခဲ့ပါတယ်။ကောင်မလေးကလည်းနားမလည်နိုင်တဲ့မျက်နှာပေးနဲ့ဘာလဲလို့ပြန်မေးတဲ့အခါသူကလေးနက်စွာနဲ့ပဲစိတ်မကောင်းပါဘူးလို့ထပ်ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာတောအုပ်ကြီးထဲကလမ်းအတိုင်းကားကြီးကိုဆက်လက်မောင်းနှင်လာခဲ့ကြတယ်။ဒီအချိန်မှာကောင်မလေးကဒီလောက်အလုတ်ခတ်တွေအခက်ခဲတွေကဘယ်တော့မှပြီးဆုံးမှလဲလို့မေးခွန်းထုတ်ပါတော့တယ်။စီကန်နာကတော့တည်ငြိမ်တဲ့လေတံနဲ့ပဲဒါတွေကဘဝရဲ့စိန်ခေါ်မှုတွေပါငါတို့မွေးမလာခင်ကတည်းကစတင်ခဲ့တာဖြစ်ပြီးတေးဆုံးသွားရင်တောင်ပြီးဆုံးသွားမှာမဟုတ်ဘူးလို့တဒနာဆန်ဆန်ပြန်လည်ဖြေကြားခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့ကောင်မလေးကတော့အခြေအနေတွေကတအားကိုလေးနက်လွန်းနေပြီဖြစ်ကြောင်းစနောက်ပြီးတုံ့ပြန်ခဲ့ပါတယ်။စီကန်နာကတော့သူ့ရဲ့စိတ်ထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချထားပြီးပါပြီ။အတူချုပ်ပြောရရင်တော့ငါ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုငါလုံးဝအလုပ်ပေးမှာမဟုတ်ဘူး။ဒီကိစ္စအတွက်တာဝန်ရှိတဲ့သူတိုင်းသင်ခန်းစာရစေရမယ်လို့ရန်သူတွေကိုကလဲစားချေဖို့ယုံကြည်ချက်အပြည့်နဲ့ကားကိုဆက်မောင်းလာခဲ့ပါတယ်။တစ်ဖက်မှာတော့ရဟတ်ရင်တစည်းဆင်းသက်နေတဲ့လေရင်ကွင်းလိုနေရာမျိုးမှာရန်သူအုပ်စုတွေနေရာယူထားကြပါတယ်။အနက်ရောင်ဝစ်စုံဝစ်စပင်အတူနဲ့လူငယ်တစ်ယောက်ဟာကားပေါ်မှာထိုင်ရင်းစောင့်ဆိုင်နေခဲ့တဲ့ထိုစဉ်မျက်မှန်အမဲတက်ဆင်ထားတဲ့ရန်သူခေါင်းဆောင်ကြီးနဲ့သူ့ရဲ့လူယုံတော်တွေရောက်ရှိလာခဲ့ပါတယ်။သူကမစ္စတာရှန်ရှာခမရအဖေရုတ်တရက်ဆုံးပါသွားတဲ့အတွက်စိတ်မကောင်းပါဘူး။သူကလူကောင်းတစ်ယောက်ပါလို့လာရောက်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ထိုင်နေတဲ့လူငယ်ကတော့လှောင်ပြုံးတစ်ခုနဲ့တူစိတ်မကောင်းဖြစ်เสียမလိုပါဘူး။ငါအဖေတေဆုံးသွားတာကစမ်းတစ်တဲ့အလုပ်တစ်ခုမှမဟုတ်တာ။လူတိုင်းကတနေ့တေးကြရမှာပဲလေထိုင်ပါဦးလို့အေးဆက်ဆက်တုတ်ပြန်ခဲ့ပါတယ်။ခေါင်းဆောင်ကြီးကပတ်ဝန်းကျင်ကိုဝေဝဲကြည့်ရှုရင်းမင်းကတော့ဒီနေရာရဲ့လုံခြုံရေးကိုတော်တော်လေးတိုးမြင့်ထားတာပဲစစ်သားတွေလည်းအသင့်ရှိနေကြတယ်။ဒါပေမဲ့ငါရဲ့အခြေစိုက်စခန်းမှာငါ့ကိုအခုလိုရှာဖွေစစ်ဆေးဖို့လုပ်တာလားလို့မကြေမနက်မေးမြန်းခဲ့ပါတယ်။လူငယ်ကမတ်တက်ထရက်ပြီးဒါကစိတ်ဆိုးစရာမဟုတ်ပါဘူး။ငါကိုယ်တိုင်ဒီကိုလာရင်လည်းသူတို့ကစစ်ဆေးတာပဲ။ပြီးတော့ဒီအခြေစိုက်စခန်းကအခုထိခမားပိုင်ဆိုင်နေပါသေးတယ်။ဒါပေမဲ့ခမားဒီနေရာကနေထွက်ခွာသွားတဲ့အချိန်မှာတော့ဒီမြေကွက်ဒီအဆောက်အုံနဲ့ပိုင်ဆိုင်မှုအလုံးဟာငါအပိုင်ဖြစ်လာတော့မှာပါလို့အေးအေးဆေးဆေးနဲ့ပဲအကြက်ကင်စိန်ခေါ်လိုက်ပါတယ်ခေါင်းဆောင်ကြီးကသူ့လက်ထဲကလှုပ်ဝက်ချစ်ပပြားလေးကိုငုံကြည့်ပြီးလူငယ်ရဲ့စိန်ခေါ်မှုကိုရင်ဆိုင်ဖို့အတွက်အသင့်ဖြစ်နေတဲ့အကြည့်မျိုးနဲ့ပြန်လည်ကြည့်ရှုနေပါတော့တယ်ရန်သူခေါင်းဆောင်ကြီးရဲ့ရှေ့မှာမတ်တက်ရက်ရင်စပင်အတူနဲ့လူငယ်ကသူ့ရဲ့တကယ်ရည်ရွယ်ချက်ကိုစတင်ဖွင့်ထားလိုက်ပါတယ်ဒီနေ့ကစပြီးငါတို့ကြားမှာအကျိုးအမြတ်20%စီခွဲဝေယူကြမယ်ပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း20လုံးခမားပေါ်ငါအဖေတစ္ဆာရှိလောက်ကင်ပေးခဲ့တဲ့အတွက်အဲ့ဒီအစားထိုးမှုအနေနဲ့ခမားရဲ့ဒီပိုင်ဆိုင်မှုအားလုံးကိုငါနာမည်ပြောင်းပေးရမယ်လို့ရဲရဲဝံ့ဝံ့ပဲတောင်းဆိုလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ခေါင်းဆောင်ကြီးကအေးဆက်ဆက်အကြည့်တွေနဲ့တကယ်လို့ငါကညင်းပယ်လိုက်ရင်ကောလို့ပြန်လဲမေးမြန်းတဲ့အခါလူငယ်ကခက်နောက်အပြုံးတစ်ခုနဲ့တူဒါဆိုရင်တော့ခမားဒေါ်လာတန်းပေါင်းများစွာဆုံးရှုံးရမယ့်ဘေးဒုက္ခအတွက်သာပြင်ဆင်ထားလိုက်ပါတော့လို့အကြက်ကင်ပါတော့တယ်ခမားရဲ့လက်နက်မှောင်ခိုလုပ်ငန်းတွေကကမ္ဘာနိုင်ငံကြီးတွေစီကိုပို့ဆောင်နေတာအဲ့ဒီထဲမှာတရဝင်းလိုင်စင်ပါတာဘယ်လောက်ရှိပြီးလိုင်စင်မဲကဘယ်လောက်လဲဆိုတာခမားလည်းအတိဆုံးကလည်းအတိဆုံးပဲငါသာအဲ့ဒီအချက်လက်တွေကိုသက်ဆိုင်ရာနိုင်ငံတွေစီချပြလိုက်ရင်ခမားရဲ့ဒေါ်လာတန်းချီတန်တဲ့အော်ဒါတွေအားလုံးလို့ပြောရင်လူငယ်ကလှောင်ပြောင်တဲ့လေတံနဲ့လေချုံပြလိုက်ပြီးချက်ချင်းအကုန်ဖြတ်သိမ်းခံရမှာပါလို့ချင်းချောက်လိုက်ပါတယ်ခေါင်းဆောင်ကြီးဟာလုံးဝကိုဒေါသထွက်သွားပြီးသူ့ရဲ့အခြေအနေကအကြက်ရိုက်သွားမှန်းသိလိုက်ပါတယ်မင်းငါ့ကိုဘေးကျက်နှံကျက်ဖြစ်အောင်အကွက်ချလိုက်တာပဲဘာလို့မင်းရဲ့ဒီလိုအနှဲငယ်များတော့လောဘတရားကြောင့်နဲ့တော့ငါရဲ့စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုဒေါသရှိထားပြီးဖျက်ဆီးပစ်လို့မရဘူးကဲလာခဲ့ငါပိုင်ဆိုင်မှုစာချုပ်တွေမှာလက်မှတ်ထိုးပေးမယ်လို့မတက်တာတဲ့အဆုံးသဘောတူလိုက်ရပါတယ်သူဟာစာရွက်စာတမ်းတွေပေါ်မှာလက်မှတ်ထိုးပေးနေရင်လှပတဲ့ပေါ်ပင်ပဲ Rock Grand ဒါကဒေါ်လာ2000လောက်ပဲတန်ပါတယ်မင်းသဘောကျရဲ့လားသဘောကျရင်ယူထားလိုက်ပါလို့ပြောပြီးလူငယ်ရဲ့အကြည့်အိတ်ထဲကိုဘောပင်ထည့်ပေးခဲ့ပါတယ်လူငယ်ကအောင်နိုင်သူတယောက်လိုပြုံးရင်းမစ္စတာရှာရှာဆင်း
ခမည်းဒီလောက်လွယ်လွယ်နဲ့သဘောတူလိမ့်မယ်လို့ငါမထင်ထားမိဘူးငါစကားကိုကြားကြချင်းခမည်းတအားဒေါသထွက်ပြီးငါ့ကိုရန်ရှာလိမ့်မယ်လို့ထင်နေတာဒါပေမဲ့ခမည်းကချက်ချင်းသဘောတူလိုက်တာပဲလို့တယောလိုက်ပါတယ်ထိုအခါခေါင်းဆောင်ကြီးကသူ့ရဲ့မျက်မှန်ကိုချွတ်လိုက်ပြီးအညိုးအတေးတွေပြည့်နှက်နေတဲ့လေတံနဲ့တုတ်ပြန်ပါတော့တယ်ငါရဲ့အကိုကြီးကအမြဲပြောလေးရှိတယ်ဒေါသအလျောက်ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တိုင်းကအမြဲတမ်းဆုံးရှုံးမှုတွေကိုပဲယူဆောင်လာတတ်တယ်တဲ့ဒါကြောင့်ငါကအရင်ဆုံးဆုံးဖြတ်ချက်ကိုအေးအေးဆေးဆေးချလိုက်တာအခုမှငါတကယ်ကိုဒေါသထွက်လာပြီတအားကိုဒေါသထွက်လာပြီလို့လူငယ်ရဲ့မျက်နှာနာကပ်ပြီးသတိပေးလိုက်ပါတယ်ငါရဲ့ဇာတိမြေဟန်တီးယားမှာစကပုံတစ်ခုရှိတယ်ချင်းသေးကတောထဲမှာအမဲလိုက်တဲ့ခါသူကိုယ်တိုင်အရင်ဆုံးစားတယ်ပြီးမှမြေခွေးတွေနဲ့လင်းနာတွေကလာစားကြတာအဲ့ဒီနောက်မှာကြံကျွန်းသမျှအကျွင်းကြံတွေကိုမှမြေပြင်ကတီကောင်တွေပိုးမွားတွေကစားကြတာငါမျက်စိထဲမှာတော့မင်းရဲ့တန်မိုးကအဲ့ဒီပိုးမွားတွေလောက်တောင်မရှိဘူးလို့ပြင်းထန်စွာတုံ့ပြန်လိုက်ပါတယ်ဒီစကားကြောင့်ဘေးကလူယုံတော်ကစိုးရိမ်ကြည့်နဲ့ရှန်ရှာဆင်းခမည်းရဲ့ဒေါသကိုထိမ့်မအောင်လို့ဝင်ရောက်တားဆီးရတဲ့အထိအခြေအနေကတင်းမာသွားပြီခေါင်းဆောင်ကြီးကတော့ငါကထိမ့်စရာမလိုဘူးလို့ပြောကလူငယ်ကိုအသေးသက်တော့မဲ့အကြည့်တွေနဲ့စိုက်ကြည့်နေပါတော့တယ်ပိုင်ဆိုင်မှုစာချုပ်တွေမှာငါလက်မှတ်ထိုးပေးခဲ့တာဒါတွေအားလုံးကိုငါကိုယ်တိုင်ထုတ်လုပ်ခဲ့တာမလို့ပဲလို့ခေါင်းဆောင်ကြီးကခက်ထန်ထန်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့သပင်အတူနဲ့လူငယ်ဟာမျက်မှောင်ကျုပ်ပြီးဘာမှပြန်မပြောဘဲစိုက်ကြည့်နေခဲ့တယ်ခေါင်းဆောင်ကြီးကဆက်လက်ပြီးတော့ဒီနေရာကနေဘေးကင်းကင်းနဲ့ပြန်ထွက်သွားနိုင်ဖို့မင်းမသိသေးတဲ့အချက်တစ်ချက်ရှိသေးတယ်ငါဟာဘယ်အလုပ်ကိုမဆိုအာမခံချက်မရှိဘဲလုံးဝမလုပ်ဘူးလို့အန်ဂျိတ်ကဆိုလိုက်ပါတယ်ထိုစဉ်မှာပဲပတ်ဝန်းကျင်မှာရှိတဲ့ရန်သူစစ်သားတွေအားလုံးဟာတနက်တွေကိုအသင့်ပြင်ပြီးလူငယ်နဲ့သူ့ရဲ့လူတွေကိုဝိုင်းဝန်းချိန်ရွက်လိုက်ကြပါတော့တယ်ခေါင်းဆောင်ကြီးကသူ့အင်ကြီးအိတ်ထဲကဒေါ်လာ2000တန်ဘောပင်လေးကိုပြန်ထုတ်ပြရင်ဒီဘောပင်ကိုလှမ်းလူဖို့ဒါမှမဟုတ်ထိဖို့မကြိုးစားနဲ့ဒါကအာယုံခံစနစ် touch sensitive ပါရှိတယ်ဒီဒေါ်လာ2000တန်ဘောပင်ထဲမှာ20 gram ရှိတဲ့ gelatin gelatin ဖောက်ခွဲရေးပစ္စည်းတွေထည့်သွင်းထားတာအဲ့ဒီဖောက်ခွဲရေးခလုတ် detonator ကအခုငါလက်ထဲမှာရှိနေပြီလို့ပြောပြီးခလုတ်ပေါ်ကိုသူ့ရဲ့လက်မနဲ့အသင့်ချိန်ရွက်လိုက်ပါတယ်သူကလူငယ်ကိုကြည့်ပြီးပြတ်သားတဲ့လေတံနဲ့မင်းရဲ့လူတွေကိုအခုချက်ချင်းအသက်ပြင်းတောင်မရှူဖို့ပြောထားလိုက်ပါတကယ်လို့ငါကဒီခလုတ်ကိုသာနှိပ်လိုက်မယ်ဆိုရင်မင်းရဲ့ရင်ဘတ်တက်တဲ့နားမှာပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုချက်ချင်းဖြစ်ပွားသွားလိမ့်မယ်အဲ့ဒီခါကျရင်တော့အရာအလုံးဟာပြီးဆုံးသွားလိမ့်မယ်လို့အနိုင်ပိုင်းချင်းချောက်လိုက်ပါတော့တယ်လူငယ်ကအခြေအနေကိုသဘောပေါက်ပြီးဘာမှပြန်မလုပ်နိုင်ပဲငြိမ်သက်သွားခဲ့ရပါတယ်ခေါင်းဆောင်ကြီးကတော့သူ့ရဲ့နေကမျက်မှန်ကိုပြန်လဲတက်ဆင်သူ့ရဲ့လူယုံတော်နဲ့အတူစတိုင်ကြနဲ့ပဲရဟတ်ရင်ရှိရာစီကိုရှောက်လန်းသွားပါတော့တယ်ရဟတ်ရင်မောင်းသူကလည်းအသင့်ဆောင်ဆိုင်နေခဲ့ပြီးသူတို့နှစ်ယောက်ဟာရဟတ်ရင်ပေါ်ကိုတက်လန်းကလူငယ်ရဲ့အခြေစိုက်စခန်းထဲကနေကောင်းကင်ရံပေါ်ကိုပြန်တက်ပြီးအောင်မြင်စွာထွက်ခွာသွားခဲ့ပါတယ်ကြံရစ်ခဲ့တဲ့အသက်ကြီးပိုင်းလူယုံတော်ကတော့လူငယ်ကိုကြည့်ပြီးစိုးရိမ်တကြီးနဲ့ငါမင်းကိုအမြဲတမ်းသတိပေးခဲ့တယ်မလားပန့်လူဒီလိုလူမျိုးနဲ့သွားပြီးရမ်းမဆက်ပါနဲ့ဆိုတာသူကတကယ်ကိုအန္တရာယ်များတဲ့သူဖျားသခင်အလိုတော်အရာတစ်ခုခုအမြန်လုပ်ပါဦးလို့တုံ့လှုပ်စွာပြောဆိုနေခဲ့ပါတယ်ထိုစဉ်မှာပဲလူယုံတော်ကြီးရဲ့ဖုန်းကမြည်လာခဲ့ပြီးခေါင်းဆောင်ကြီးကရဟတ်ရင်ပေါ်ကနေဖုန်းခေါ်ဆိုလိုက်တာပဲဖြစ်ပါတယ်ဖုန်းထဲကနေခေါင်းဆောင်ကြီးက Cyrus ဒီနေ့ကစပြီးဒီအခြေစိုက်စခန်းကိုမင်းပဲတာဝန်ယူစောင့်ရှောက်လိုက်တော့လို့အမိန့်ပေးလိုက်ပါတယ်လူယုံတော်ကလည်းကျေးဇူးတင်ပါတယ်ဆရာလို့ဝမ်းသာအားရပြန်ပြောပြီးလူငယ်စီကိုဖုန်းလွှဲပေးလိုက်ပါတယ်ဖုန်းကိုလက်ခံရရှိလိုက်တဲ့လူငယ်ကဟဲလို့ပြောတဲ့အခါခေါင်းဆောင်ကြီးကရဟတ်ရင်ပေါ်ကနေပြုံးရင်းငါမသွားခင်မင်းကိုစကားတခွန်းပြောဖို့မေ့သွားတယ်ဘလူးငါတို့ကြားကသဘောတူညီချက်တွေအားလုံးအခုပဲဖျက်လိုက်ပြီလို့ပြောကဘောပင်ရဲ့ဖောက်ခွဲရေးခလုတ်ကိုနှိပ်ချလိုက်ပါတော့တယ်တပြိုင်နက်တည်းမှာပဲလူငယ်ရဲ့အင်ဂျီအိတ်ထဲကဘောပင်လေးဟာမိမိလေးလင်းသွားခဲ့ပြီးပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပွားသွားခဲ့ရပါတယ်တစ်ဖက်မှာတော့အသိဉာဏ်စုံစမ်းစစ်ဆေးရေးဗျူရို Intelligence Bureau ရဲ့အဆောက်အုံကြီးရှိမှာကားအမဲရောင်တွေဆိုက်ရောက်လာခဲ့ပါတယ်စတိုင်ကြလာပါတဲ့ဝတ်စုံပြေးဝတ်ဆင်ထားတဲ့အမျိုးသားတွေဟာအဆောက်အုံထဲကိုညီညာစွာရှောက်လန်းဝင်ရောက်လာခဲ့ကြတယ်ကွန်ပျူတာစနစ်တွေထဲမှာ Turkey Industry ဆိုတဲ့လုပ်ငန်းစုကြီးရဲ့အချက်လက်တွေကိုစတင်စစ်ဆေးနေပြီးရှေ့ဆုံးကနေရဲဝံ့နဲ့ရှောက်လန်းလာတဲ့ခေါင်းဆောင်ကြီးဟာသူ့ရဲ့လုပ်ငန်းခွင်အတွင်းမှာ bodyguard တွေခြံရံပြီးပုံမအင်အားကြီးမားတဲ့ပုံစံနဲ့ပြန်လည်ရောက်ရှိလာတာကိုမြင်တွေ့ရပါတော့တယ်ဒီကဘာပေါ်မှာသူမပတ်သက်ဘူးလေဘလို့တရားမဝင်လုပ်ငန်းမျိုးမှမရှိပါဘူးသူဟာအင်အားကြီးတယ်ရုပ်မာတယ်ပြီးတော့တကယ်ကိုအန္တရာယ်များတဲ့သူတစ်ယောက်ပါတစ်ဖက်မှာတော့စန်ဂျနာသူမဟာခေါင်းဆောင်ကြီးရှန်ရှာဆင်းရဲ့တူးသေးသောသမီးဖြစ်ပါတယ်သူမရဲ့ဝါသနာကတော့စိန်ခေါ်မှုပြင်းထန်တဲ့အရှင်အားကစားနည်းတွေပဲဖြစ်ပြီးကိုယ်ခံပညာပေါင်းစုံကိုလည်းကျွမ်းကျင်စွာတက်မြောက်ထားတဲ့သူပါခြေလက်လှုပ်ရှားမှုတွေမကပဲသူမရဲ့အုံနောက်ကိုလည်းအကွက်စစ်စစ်နဲ့ပပနက်နက်အသုံးချနိုင်စွမ်းရှိပါတယ်သူမဟာရဲဝံ့ရှိတယ်တော်တယ်ပြီးတော့တကယ်ကိုရည်မှန်းချက်ကြီးမားတဲ့အမျိုးသမီးတစ်ယောက်ပါသူမနဲ့အတူစန်ဂျနာရဲ့အမော်မောင်ဖြစ်သူဆူရက်စင်သူ့မှာရှိတဲ့ပြိုင်ကားအမြန်နှုံးတွေလိုပဲသူ့ရဲ့ဒေါသကလည်းအရှိန်အဟုန်တအားပြင်းထန်လာပါတယ်သူ့ရဲ့လူမှုကွန်ရက်နဲ့ပျော်ပါမှုတွေအားလုံးဟာသူ့အဖေရဲ့ပတ်စံအင်အားပေါ်မှာပဲအခြေခံပြီးလဲပတ်နေတာပါသူ့မှာထူးခြားတဲ့အကျင့်တစ်ခုရှိတာကတော့
ဘယ်အရာကိုမဆိုအရင်ဆုံးလုပ်ပစ်လိုက်ပြီးမှနောက်မှအေးဆေးစဉ်းစားလေးရှိတာပဲဖြစ်ပါတယ်အခုတစ်ခါမှာတော့ yes သူကတော့စင်းမိသားစုရဲ့အခက်အခဲမှန်သမျှကိုလိုက်လံဖြေရှင်းပေးရသူဖြစ်ပြီးစီကနာရဲ့အနီးကပ်ဆုံးတငယ်ချင်းနဲ့တက်တော်ဆောင်တဦးလည်းဖြစ်ပါတယ်သူကစကားနည်းနည်းပဲပြောပြီးလက်သီးနဲ့ပဲအရင်ဆုံးတက်တည်ပြလေးရှိသူပါသူဟာတစ္ဆာရှိတဲ့ချစ်ခင်စရာကောင်းတဲ့ဒါပေမဲ့ရန်သူတွေအတွက်တော့တကယ်ကိုတင်မင်းသမျှကြောက်စရာကောင်းတဲ့သူပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဇလန်းရဲ့အဓိကဇက်ကောင်ဖြစ်တဲ့စီကန်နာသူဟာတမိုးကြီးလာတဲ့ပြိုင်ကားအမဲရောင်ကြီးကိုစတိုင်ကြကြမောင်းနေရင်ရန်သူတွေကိုတုံ့လှုပ်စေမဲ့အကြည့်တွေနဲ့ဇလန်းရဲ့အရှိန်ဟုန်ကိုမြင့်တင်ဖို့အတွက်ထပ်မံရောက်ရှိလာပါတော့တယ်